အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တိုကျိုမြို့နယ်နီးနားမှာရှိတဲ့တမိုင်းယဉ်ကျေးမှုအဝင်နှစ်တွေနဲ့ပြည့်နှက်နေတဲ့တကောက်စန်းတောင်ကြီးနဲ့မိတ်ဆက်ပေးကြပါတကောက်စန်းတောင်ဟာတိုကျိုမြို့အနောက်ဘက်မှာတည်ရှိပြီးရှင်ဂျူကုဘူတာအနီးယထာနဲ့မိနစ်50ဝန်းကျင်လောက်ပဲကြာပါတယ်အမြင့်ပေ999မီတာသာရှိပြီးအရန်မြင့်မားတဲ့တောင်မဟုတ်တဲ့အတွက်ကြောင့်မလို့တောင်တက်တောင်ဆင်းအတွက်ပြင်းပြကြာခြင်းရလဲ3နာရီလောက်ပဲကြာတာမလို့မိသားစုတငယ်ချင်းမိတ်ဆွေချစ်သူခင်သူတွေနဲ့တူတောင်တက်ခီးစဉ်ဖြစ်တော့ဖို့အထူးသင့်တော်တဲ့နေရာပဲဖြစ်ပါတယ်ခီးစဉ်အစဆုံးချီချင်းမတက်ချင်တဲ့သူတွေအတွက်လည်းတောင်ရဲ့တဝက်လောက်ထိကိုခေဘူးလူကားတို့လို brief တို့ကိုစီးနှင်းပြီးတော့ရင်သက်ရှူမိုးစရာတောတောင်တဘာဝအလားကိုမြင်တွေ့ခံစားနိုင်တဲ့အတွက်ကြောင့်မလို့လူကြိုက်အရမ်းများတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ဒီတောင်ရဲ့အလေလောက်မှာတော့လေကောင်းလေသန့်တွေနဲ့ပြည့်နှက်နေတဲ့စိမ်းလန်းအေးမြတဲ့တောအတွင်းပိုင်းကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ຫນွေဦးနဲ့ဆောင်းဦးတွေမှာဆိုရင်တော့အရန်ကိုစီကားလာပါတယ်။အထူးသဖြင့်အောက်တိုဘာလနဲ့နိုဝင်ဘာလတွေမှာတော့ရှားပါတဲ့ဒီရောင်မုံမီကြီးရွက်တွေနဲ့ပြည့်နှက်နေတဲ့တောတောင်တွေကိုဖြစ်သွားတာမို့လို့အဲ့ဒီအချိန်ဆိုခီးသွားရင်လည်းပြည့်နေတတ်ပါတယ်။တောင်ထိပ်နားလောက်မှာတော့ရှေးကစ်တက္ကရာ944ခုနှစ်ကာလအတွင်းယောဂီဆိုတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကတည်ဆောက်ခဲ့တဲ့နှစ်ပေါင်း1200ကျော်သက်တမ်းရှိတဲ့ယာကူအင်းဆိုတဲ့ရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်းလည်းတည်ရှိပါတယ်။ဘုရားကျောင်းဝင်းတွင်းမှာတော့တန်ကူလို့ခေါ်တဲ့ဂျပန်တန်နာရဲ့ရုပ်ထုကြီးကိုလည်းမြင်တွေ့နိုင်ပါတယ်။တန်ကူဆိုတာဘာလဲဆိုတော့ဂျပန်လူမျိုးတွေရဲ့နတ်ဘုရားတစ်ပါးဖြစ်ပြီးနှာခေါင်းရှိရှိနီအောင်မျက်နှာနဲ့ဖြည်းဖြည်းမြင်မြင်နင်းသွားတဲ့ဖက်နှက်ကိုဝှက်ဆင်ထားတဲ့ရုပ်ထုတစ်မျိုးဖြစ်ပါတယ်။တောင်တက်လာသူတွေကိုစီကံတကြနေစီရန်နဲ့မကောင်းမှုကနေကင်းဝေးရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့တန်းကူတွေဟာတစ်တော်ထဲမှာနေထိုင်ကြရတယ်လို့လည်းဆိုကြပါတယ်။တချို့သူတွေကလည်းတောင်ပေါ်မှာအပြည့်လို့လို့ရှိရင်တန်းကူတွေကလာသတိပေးတယ်ဆိုပြီးတော့လည်းရှုံကြည့်ကြပါတယ်။ယနေ့ခေတ်မှာတော့တန်းကူဆိုတာဗုဒ္ဓဘာသာနဲ့တောင်တက်အားကစားကိုပေါင်းစည်းထားတဲ့တဘာဝနဲ့တရားဓမ္မဆွဲလန်းမှုတစ်ခုဖြစ်လာပြီးဘုရားကျောင်းရဲ့ပွဲတော်တချို့မှာလည်းတန်းကူပုံစံအဝတ်စားဝတ်ဆင်ထားတဲ့သူတွေကိုမြင်တွေ့ရတတ်ပါတယ်။ဒီဘုရားကျောင်းကတော့တောင်တက်သူတွေကဘေးကင်းမှုနဲ့စိတ်တည်ငြိမ်အေးချမ်းမှုဆုတောင်းရာနေရာတစ်ခုဖြစ်ပါတယ်။တောင်ထိပ်ပေါ်ကနေလည်းတူကျူမျိုးပြကိုအမြင့်ကနေရှူတောင်းတစ်ခုလုံးမြင်တွေ့နိုင်ပြီးတော့ဘိုးသားကင်းစင်ပြီးရာသီဥတုချီလင်းတဲ့နေ့တွေမှာဆိုလို့ရှိရင်ပူကြီးတောင်တော်ခရီးရေးပြင်ရတတ်ပါတယ်။အားလျက်မှာတောင်လဲတက်ခြင်းနဲ့ပဝင်းကျင်တဘာဝအလှတရားကိုလည်းခံစားခြင်းနဲ့ဂျပန်ယဉ်ကျေးမှုနဲ့လည်းနှီးစပ်ခြင်းနဲ့ဆိုရင်တော့တကောက်ဥစားတောင်တွေကိုတွားရောက်လေပတ်ကြဖို့အကြံပြုချင်ပါတယ်။အဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဗဟုသုတအကြောင်းအရာတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ထားပါလို့တောင်းဆိုလိုက်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။